number 1မဲ့ခွန်ကြတော့ဗာလဲဆိုရင်စစ်မှန်တော့လို့မြုပ်ချင်းမရှိတာဘာကြောင့်လဲဆရာတဲ့ချီနောင်ချင်းမလွတ်ဖို့တဘာသူကူဘယ်လိုပြောပြရမှာလဲ စစ်မှန်သောလွတ်မြောက်ခြင်းရှိဖို့အတွက်ကတပါးသူကတင့်ကိုလွတ်မြောက်ခိုင်းရမှာမဟုတ်ဘူးတင့်ဘက်ကတင်လွတ်မြောက်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်စကလုံးအရန်ကြိုက်တဲ့စကလုံးတစ်လုံးရှိပါတယ်အဲ့ဒါလေးကိုရှေ့ကနေတိုင်ပေးမယ်လိုက်ပြောစီချင်ပါတယ် forgive is for you ခွင့်လွှတ်ခြင်းဆိုတာကတင့်အတွက်ဖြစ်တယ်သူတပါးအတွက်မဟုတ်ဘူးဆိုတော့တင်ဘဝမှာချီနှောင်ခြင်းတွေကိုတေချာပြန်စဉ်းစားကြည့်လိုက်အဲ့ချီနှောင်ခြင်းတွေကသူတပါးကတင့်ကိုလာချီနှောင်တာထက်တင်ကသူများကိုတွားချီနှောင်တာဖြစ်တတ်တယ်ဒါကြောင့်မလို့တစ်ခါတလေကျတော့ခွင့်လွှတ်လိုက်ပါခွင့်လွှတ်လိုက်ရင်တင်လွတ်မြောက်တာဖြစ်တယ်တင်မခွင့်လွှတ်ရင်ဟိုဘက်လူကတော့ထမင်းစားလို့ကောင်းတော့အိတ်လို့ကောင်းတော့စားမနိုင်အိတ်မနိုင်ဖြစ်တာတင်ဖြစ်နေတယ်တင်းရဲ့ဘဝကဘာဖြစ်သွားလဲဆိုတော့တင်းရဲ့ခရီးတင်မလျှောက်တော့ဘူးသူ့ရဲ့ခရီးကိုတင်လျှောက်သွားတာဖြစ်တယ်တင်းရဲ့ဝန်ကိုတင်မထမ်းတော့ဘူးသူ့ရဲ့ဝန်ကိုတင်ထမ်းလာတာဖြစ်တယ်သူပျော်တဲ့အခါတင်ဝမ်းနေတယ်သူ promotion တွေဖြစ်တဲ့အခါတင်စိတ်ဆိုးတယ်မနာလိုမှုကိုကျန်းစာတိတ်ကြောက်တယ်တင်တဲ့ကျွန်တော်အတွက်မနာလိုမှုဒီတဲ့ဘယ်အထိရောက်သွားနိုင်တယ်လဲဆိုတော့တေချာနားထောင်နော်မနာလူစိတ်ဟာဘယ်အထိရောက်သွားနိုင်တယ်လဲဆိုတော့တစ်ဖက်လူရဲ့တေဆုံးချင်းတိုင်အောင်ရက်စက်ကြမ်းကြုတ်တယ်ကိုမနာလူဖြစ်တဲ့လူတေသွားလို့ကိုဝမ်းသာတဲ့အထိတင်းရဲ့စိတ်ဝိညာဉ်ရှိပြီဆိုရင်တင်းဟာအမှောင်ဆုံးသောလူသားဖြစ်လာပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့သိရမှာကချီနှောင်ခြင်းချုပ်နှောင်ခြင်းဆိုတာကနေလွတ်မြောက်ဖို့ကနှုတ်ကပတ်တော်တရားပဲရှိတယ်အဲ့ဒီနှုတ်ကပတ်တော်တရားဘာပြောလဲဆိုတော့တင်ဘက်ကခွင့်လွှတ်ရမှာဖြစ်တယ်အဲ့ဒါကိုရှင်ပေတရုကခရစ်တော်ပြောတယ်ဘယ်နှချိန်ခွင့်လွှတ်ရမှာလဲတဲ့ဘယ်နှချိန်လဲလို့ပြောတဲ့အခါမှာယေရှုခရစ်ကဘာပြောလဲခုနလီဆိုတော့ရေတွက်ကြည့်လိုက်လူဘဝမှာလူအသက်မှာအဲ့လောက်ထိဆိုတာမလွယ်ဘူးဒါကြောင့်မလို့ဘာကိုပြောချင်တယ်လဲဆိုတော့အမြဲတမ်းသာခွင့်လွှတ်လိုက်ပါဘာဖြစ်လို့လဲ forgive is for you တင်ခီတင်လျှောက်ဘသူရဲ့ထိန်ချုပ်မှုအောက်မှာမရှိဘဲနဲ့လွတ်လပ်အောင်မြင်လိုက်စမ်းပါလွတ်လပ်ကြီးထွားလိုက်စမ်းပါလွတ်လပ်ကိုရှိဆက်ခီးသွားပါလို့ဒီကနေပြောချင်တာဖြစ်ပါတယ်ထူပဲကျေးဇူးတင်ပါတယ်